နောက်ထပ်သီဆိုရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်ညီမလေးဝေးပြီးဖြစ်ပါရဲ့ရှင်အဲ့တော့ဝေးပြီးကအမကိုမေးအမဝေးပြီးစားတချင်းဆိုပေးမယ်အင်ကြီးကလည်းတိတ်တော့မကွာဘူးဆိုတော့ဒီနေ့တော့အမစူးစမ်းပြီးဆိုပေးလိုက်တော့မယ်โอเคပါဆိုတော့ရှေ့မှာလည်းတရောလေးလေးချထားရဆိုတော့လေဒီနေ့အတွက်လည်းရင်ခုန်စွာနဲ့ပရိသတ်တွေအတွက်နောက်ထပ်အရာသာတတိတစ်မျိုးထပ်မံပြီးတော့ခန်းစားမယ်လို့ထင်ပါတယ်ညီမလေး ready နော် good luck ပါရှင်ရှင်ရအောင်မေဝမ်းနဲ့နေတာလေတည်တယ်ဒီလိုပဲကွယ်တငယ်ချင်းရဲ့တွေ့ပြီးတော့မကြောက်ပါနဲ့မယုံကြရအောင်မေချိုးရှိတယ်ဒီလိုပဲကွယ်တငယ်ချင်းရဲ့စိတ်တမ်းမချပါနဲ့ရေတော်မတဲ့ချရှိပါတယ်လူတွေကအတားရှိမှာပဲကျူစားရင်နေဝမ်းနေရမယ့်အချိန်ရှိနေပြီးတယ်လူဆိုတော့မလည်းရှိမှာပဲဒါတွေလည်းမင်းဒီယူမဆိုင်ပါနဲ့ဘုကန်တရားရဲ့ဝင်ငယ်ချင်းကိုလမ်းပြလဲပါ
နင်သက်ရှိရအောင်မယ်နော် ဝေပြီးဖြစ်ပါရဲ့ရှင်